ဒူရီဝါဒနာချင်းများမင်္ဂလာပါစောတဲမောင်ဒူရီ channel မှာကြိုဆိုပါရစေ3ရက်နေ့မှာ9ရက်နေ့ထိတပတ်စာအထူးထုတ်ကက်စိတ်ပါဝင်စောလိုက်ကြည့်ပါဒီကက်ဖြစ်အမြတ်ယူနိုင်ကြပါစေလို့စာဒို break 3လုံး3ည break 5 break ခွန် break တေချာပေါက်စင်မဲအနည်းဆုံး2ကြိမ်3ည5ခွန် break ကျွန်တော်ဘယ်ကနေဘယ်လိုရလဲဆိုတော့တစ်ချက်ပြမယ်နော်အဲ့တော့ဒီမှာလဲ5 break ဒီမှာလဲ5 break ဒီမှာလဲ5 break ဒီမှာလဲ3ညဒီမှာဒီမှာ5ဒီမှာ3ညအဲ့ဒီတပင်ထပ်ကြည့်မယ်ဒီတပင်ထပ်ကြည့်မယ်ဆိုရင်လည်းဒီမှာခွန် break ဒီမှာ5 break နော်အဲ့ကျွန်တော်ပြောထားတဲ့ဟာ3ည5ခွန် break ဒီမှာခွန် break okay အဲ့တော့ဒီမှာလဲ3ည break ဒီမှာလဲ3ည break ဒီမှာလဲ5 break ဒီမှာလဲ3ည break ဒီမှာလဲ5 break ဒီမှာကျတော့ခွန် break အဲ့ဒီ3ည5ခွန် break ကဒါအားလုံးမြင်တဲ့အတိုင်းပဲတစ်ချိန်မကဆင်းနေတာပေါ့နော်အဲ့တော့ကျွန်တော်ဒီအတိုင်းပဲထပ်ဆင်းမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ3ည5ခွန် break ကဒီမှာဆင်းရမယ်အဲ့တော့ဒီမှာထပ်ပြမယ်နော်ထပ်ပြပေးဦးမယ်3ည break ခွန် break နော်အဲ့တော့3ည break ခွန် break ဆိုတာ3ည5ခွန် break ပဲအဲ့တော့အနည်းဆုံးတော့2ကြိမ်ဆင်းတယ်ဗျ2ကြိမ်ဆင်းတယ်အဲ့ဒီတပင်ထပ်ပြဒီတပင်မှာလည်းဒီမှာ50ထွက်တယ်50ဒီကျွန်တော်နှလုံးပေါင်းခြင်း3ညဖြစ်တယ်50နှလုံးပေါင်းခြင်းကျွန်တော်တို့3ညโอเค9နှစ်နှလုံးပေါင်းခြင်းကျွန်တော်တို့ခွန်အဲ့တော့ဒီမှာ6လေးပေါင်းခြင်းကကျွန်တော်တို့3ညအဲ့3ည5ခွန် break ထွက်တယ်နော်โอเคထပ်ပြအောင်မယ်ဒီလောက်နဲ့ကျွန်တော်မကျင်တဲ့တူကျွန်တော်တေးကြအောင်ထပ်ချတာဆိုဒီလောက်ထိကျွန်တော်မကျင်တဲ့တူထပ်ချမယ်ထပ်ပြမယ်ဆိုရင်ထပ်ပြမယ်ဆိုတော့ဒီမှာ4 3 3ညခွန်2 5ကျွန်တော်ကြည့်မယ်ဆိုဒီဘက်မှာထပ်ကြည့်မယ်ဆိုရင်3ည5ခွန်3ချိန်ဒီဘက်မှာပြန်ကြည့်မယ်ဆိုရင်8နှစ်ပေါင်းတော့ကျွန်တော်3ည2 5ပေါင်းကျွန်တော်ခွန်3ခုပေါင်းကျွန်တော်3ည4ပေါင်းကျွန်တော်5 9 8ပေါင်းတော့ကျွန်တော်ကခွန်3ည5ခွန် break ကထိရပေါ့နော်နောက်တစ်ပင်ထပ်ကြည့်မယ်ဆိုရင်2 3ပေါင်းတော့ကျွန်တော်5 break okay ဒီမှာတော့တစ်ပင်ပဲတစ်ချိန်ပဲဆင်းသွားနော်5 break တစ်ချိန်ပဲဆင်းသွားတယ်အဲ့နောက်တစ်ပင်ထပ်ကြည့်မယ်ဆိုရင်ကျွန်တော်ပြမယ်9နှစ်ပေါင်းတော့ကျွန်တော်ခွန် break 3ည5ခွန် break ကိုတစ်ချိန်ဆင်းတယ်ဒီဖက်တစ်ပင်မှာထပ်ပြရမယ်ဆိုရင်ခွန်8ပေါင်းတော့5 break အဲ့တော့ဒီမှာဗျာ3ည5ခွန် break ကကျွန်တော်ဘယ်ကနေဘယ်လိုရလဲဆိုဒီကနေဒီလိုရပါတယ်လို့အဲ့ယုံကြည်စွာလိုက်ကစားပါအနည်းဆုံး2ကြိမ်ပါစာလို့ထိပ်စီ3လုံးတစ်ထိပ်6ထိပ်8ထိပ်တေချာပေါက်စင်မယ်အနည်းဆုံး2ကြိမ်ကဲအဲ့ခုနကျွန်တော်ပြောခဲ့သလိုပဲ1 6 8ထိပ်ဘယ်ကနေဘယ်လိုရလဲကျွန်တော်ပြပေးမယ်နော်โอเคနော်အားလုံးမြင်အောင်ကြည့်ပါโอเคဒီမှာ8ပူ8ထိပ်ဒီမှာ6ထိပ်ဒီမှာ6ထိပ်โอเคဒီဘက်ပြန်ကြည့်မယ်ဒီဘက်ပြန်ကြည့်မယ်လို့1 6 8ထိပ်နော်ထိပ်စီ3လုံးဒီမှာ8ထိပ်ဒီမှာ1ထိပ်ဒီမှာ8ထိပ်ဒီမှာ8ထိပ်ဒီမှာ6ထိပ်ဒီမှာ8ထိပ်โอเคအဲ့ထိပ်စီ3လုံးထိပ်စီ3လုံးကဘာလဲဆိုတော့1 6 8โอเคဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ6 3ဆိုတော့6ထိပ်အောက်ပြန်ကြည့်မယ်ဆိုရင်1 8ဆိုတော့1ထိပ်1ခွန်ဆိုတော့1ထိပ်6 3ဆိုတော့6ထိပ်အဲ့တော့1 6 8ထိပ်ဒီမှာတစ်ဖက်ပြန်ကြည့်မယ်ဆိုရင်1နှစ်ထွက်တော့1ထိပ်6 5ထွက်တော့6ထိပ်1 4ထွက်တော့1ထိပ်6နှစ်ထွက်တော့6ထိပ်10ထွက်တော့1ထိပ်8နှစ်ထွက်တော့8ထိပ်ကျွန်တော်ပေးခဲ့တဲ့ထိပ်စီ3လုံးကလည်း1 6 8ထိပ်စီ3လုံးပါအဲ့ဒီဘက်မှာပြန်ကြည့်မယ်ဆိုရင်1ဘူးထွက်တော့1ထိပ်8 4ထွက်တော့8ထိပ်ကျွန်တော်ပေးခဲ့တာ1 6 8ထိပ်မပြန်ဒီဘက်မှာပြန်ကြည့်မယ်ဆိုရင်1 3ထွက်တော့ကျွန်တော်တို့က1ထိပ်6 8ထွက်တော့6ထိပ်60ထွက်တော့6ထိပ်အဲ့တော့ဗျာဒီတပင်မှာလဲထိုနီး၎င်းထိုနီး၎င်းထိုနီး၎င်းပဲလာမယ်ကျွန်တော်ပြောခဲ့ဆိုပဲအနည်းဆုံး1 6 8ထိပ်ဒီ2ကြိမ်ဆင်းမယ်တေချာပေါက်ရအောင်ကစားပါတပတ်စာအထူးမွေးကွက်1ကို1 4 1 6 6 4 6 9 6 1 8နှစ်8ခွန်8 9အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ